ဗုဒ္ဓဟူးနေ့မနက်ခင်းကဏ္ဍလေးကအောင်မယ်ထင်လို့သင်ပေးလိုက်ပါဦးမယ်အဲ့ဒီတော့သူကဒီမှာလေးထိတ်လို့ထိတ်တူညီရိုက်တယ်ထိတ်တူညီရိုက်တဲ့ချိန်မှာနှစ်နောက်မှာကိုရဲ့တပွင့်ကြငယ်တော့ခွန်ဘူးလို့ပူးတယ်ခွန်ဘူးလို့သူကသူ့ရဲ့အောက်မှာအင်္ဂါမနက်ခင်းကဏ္ဍနဲ့ဗုဒ္ဓဟူးမနက်ခင်းကဏ္ဍတွေပရိထတ်ထားတယ်အဲ့တော့ဒီထွက်ကွက်မှာလေကိုလို့ထိတ်တူရိုက်တယ်လေးလို့ခံတယ်အဲ့ဒီချိန်မှာနှစ်ထိတ်ခံပြီးတော့သုံးတဲ့တပွင့်ကြငယ်တော့တစ်ပူးလို့ထိုးခြင်းကြောင့်သုံးငါဆိုတဲ့ပရိကရှစ်ပရိလို့ထပ်ရမှာဖြစ်တယ်ဒါတစ်ချက်အဲ့တော့ဒီမှာကနှစ်ဒီလို့ထိတ်ကငယ်ပြီးသုံးလို့လုံးတူပိတ်တယ်၄ပရိအဲ့ဒီမှာခွန်ပရိ၅ပရိလို့ဖြစ်လို့သူ့ရဲ့သုံးဆိုတဲ့ကောင်ကဒီဘက်မှာသုံးဘူးလို့ထွက်ထားတာဖြစ်တယ်အဲ့တော့အဲ့ဒီမှာနှစ်ဒီထက်မှာ၈9လို့တစ်လုံးပါတယ်3 4လို့ထောက်လို့ကိုတစ်လုံးနဲ့ပါတော့ကောင်ဒီဗုဒ္ဓဟူးကိုပူထားတာဖြစ်တယ်အဲ့တော့ဒီမှာလဲ50က40လို့ဖြစ်တယ်9က4လို့ငယ်3ညလို့ဖြစ်လို့ခွန်ပရိ5ပရိလို့ရိုက်ခြင်းကြောင့်သူဟာဟိုက6ခွန်3ဘူးလို့တန်းခဲ့တာအဲ့တော့ဒီက8နှစ်လို့တန်းတယ်တန်းတဲ့အချိန်မှာ6 8 3 4လို့ပါလို့6ကတစ်လုံးနဲ့ဖြစ်တာကြောင့်6ကပူရမှာတစ်ချက်ဖြစ်တယ်အဲ့တော့သူကဒီမှာနှစ်လို့လည်းထောင်းတယ်ဒီမှာသူက9ပရိလို့လည်းပရိတူထောက်လို့မှုသူကအတူတူပဲဒီ site မှာလည်းပြန်ကြည့်တဲ့အခါမှာနှစ်ထိတ်ဒီမှာကအသွန်း6ဖြစ်လို့ဒီမှာခွန်ပရိလို့တပွင့်ကြီးထောက်ထားတာအဲ့ဒီမှာဒီမှာဗုဒ္ဓဟူးမှာ9ဘူးလို့ဝင်တာဒီထက်က9တစ်လုံးနဲ့ပါတာဖြစ်တယ်အဲ့တော့ဒီမှာလဲနှစ်ဒီမှာနှစ်အတွန်းနှစ်ဖြစ်လို့ဒီမှာတစ်ပရိတပွင့်ကြီးပြီးတော့3ပရိလို့ထောက်ထားတာဒါကြောင့်ဒီထဲမှာ9ကတစ်လုံးနဲ့ပါတာဒီနေရာမှာကျွန်တော်လက်ပြန်9ဘူးလို့ကျွန်တော်ယူဆတာဖြစ်ပါတယ်အဲ့တော့ဘလို့ကြောင့်လဲဆိုလို့မက်တပ်ဘူးကတွေ့နေတယ်ဒီမှာ3ည2လို့စက်တာပရိမနဲ့မှာရှိတဲ့အောက်မှာသူက9 8လို့ခွာတယ်9 8လို့ခွာတယ်ဒီမှာ5ပရိနဲ့ပေါင်းရင်ဘူးလို့ဖြစ်တာဘူးလို့လည်းဖြစ်တယ်9 8လို့လည်းခွာတယ်ဒီမှာ6 1ခွန်ပရိဖြစ်ခြင်းကြောင့်တောက်ကြအသွန်းမှာနှစ်6ဆိုတဲ့10ပရိခံထားတာဒီကခွန်ပရိဖြစ်လို့ဒီမှာ10ပရိဖြစ်လို့ဒီ6 1က6 1လို့ဘူးလို့ဝင်ပေါက်တာ6 1 3ည2ဒီထွက်ကွက်ရဲ့အပေါ်မှာ3ည2လို့ဖြစ်တယ်3ည2လို့ဖြစ်တဲ့အောက်မှာ9 8လို့ခွာတယ်9 8လို့ခွာတယ်ဒီမှာ4 6ဒီမှာ2 8နှစ်ကောင်ပေါင်းတော့ဘူးအောက်မှာ9ပရိလို့ထောက်တယ်9ပရိလို့ထောက်လို့ဒီမှာက9ဒီ10ပရိဖြစ်ခြင်းကြောင့်ဒီမှာ8 1ဆိုတဲ့9ပရိဓမွန်ကြီးခံထားလို့9ဆိုတဲ့10ပရိက9လို့ရိုက်နိုင်တယ်မို့ဒါတစ်ချက်အဲ့တော့သူကဒီ9ဘူးကဘာကြောင့်လုံးဆိုရင်ဒီမှာက26အပူ45လို့ထောက်တဲ့အပေါ်က15က1 2 3 4မှာ15ပေါက်တာအဲ့တော့ဒီမှာ26အပူ20လို့ထောက်ထားလို့ဒီတောင်းက9ဘူးက1 2 3 4 9ဘူးက9ဘူးလို့တစ်ချက်ရှိတယ်လို့9 8တလုံးနဲ့ပါထားတာဖြစ်တဲ့အတွက်9က9လို့ဘူးကမှတစ်ချက်ဖြစ်တယ်အဲ့ဒါကြောင့်မို့ပရိဋ္ဌမှာ9ဘူးလို့မြင်လို့အဲ့ဒါနှစ်ပြန်ကိုတင်ပေးတာဖြစ်ပါတယ်ဘာကြောင့်1 5ဒီနေ့ရိုက်သွားတာလဲဆိုရင်သူကအဲ့ဒါကြောင့်မို့1 5ကိုတင်ပေးလိုက်တာဖြစ်ပါတယ်ဘာကြောင့်1 5ရိုက်တာလဲဆိုရင်သူကဒီမှာ2လို့ထိတ်တူရိုက်တာကိုပြီးတော့3ညလို့ကြီးတာ2ပရိလို့ထောက်လို့ဒီမှာ2 9ကသူ့ရဲ့နှစ်ပင်ကျော်မှာထိတ်တူအပိတ်ကငယ်လိုက်တာ2 9တီ2 8လို့လှမ်းပေါက်တာအဲ့တော့ဒီမှာက
တဲ့6ဒီခွန်လို့ကြီးလို့နှစ်ပရိတ်ထောက်လို့တဲ့6ကတဲ့9လို့ပေါက်နိုင်တယ်ဆိုပြီးတော့ထည့်ပေးလိုက်တာဖြစ်တယ်အဲ့ဒီဖိုင်ထဲမှာဒီ98ပြန်ကြမယ်လို့ထင်ခဲ့တာဘာကြောင့်လဲဆိုတော့9896ပြန်ကြမယ်ထင်ပြီး9896လို့ထည့်ပေးလိုက်တယ်ဂျားတွေက28လို့ဝင်ကြတော့တာဖြစ်တယ်အဲ့တော့သူကနောက်ထပ်တစ်လိုင်းတွေ့နေတာကသူက80နဲ့60ပဲကောင်ကြမှာလဲပေါ့ဗျာဒီမှာ9ထိပ်လုံးတူဇောင်းခတ်တယ်အပူကအပူလို့ခုံတယ်14လို့ဖြစ်တယ်9 3ညလို့ခွာတယ်60 14လို့ဖြစ်တယ်အဲ့ဒီမှာဒီကလုံးတူလဲဇောင်းခတ်တယ်9 3ည60 14လို့အပူလို့ခုံတယ်ဒီမှာ60က60လို့ခုံတက်ထားတာဖြစ်တယ်ဒါမှမဟုတ်ခွန်းရဲ့နှစ်ခတ်3ည9ရဲ့နှစ်ခတ်6ရိုက်ထားတာဖြစ်တယ်အဲ့တော့ဒီထွက်ကွက်ဘေးမှာပြန်ကြည့်တဲ့အခါမှာအပူကအပူလို့ခုံတယ်9ထိပ်လုံးလူဆောင်ခတ်တယ်14လို့ထောက်တယ်9 3ည60လို့ဖြစ်လို့60ကခုံမှလားသို့မဟုတ်ခွန်းရဲ့နှစ်ခတ်က3ညရဲ့ကနှစ်ခတ်ကခွန်းဆိုပြီးတော့80လို့ခုံမှလားအဲ့ဒါတွေ့နေတယ်ဒီ68ဆိုတဲ့ကောင်ကချမပေးခဲ့ဘူးဘာကြောင့်လို့ဆိုသူကချပေးရမယ်လိုင်းထဲမှာပါနေလို့68ကိုmain over လို့ပြောလိုက်တာဒီမှာထိတ်တူလို့ရိုက်တယ်ထိတ်တူလို့ရိုက်ပြီးတော့မှနှစ်နောက်မှာကိုရဲ့နှစ်ပွင့်ကြာငယ်တော့အပူလို့ပူတာခွန်မလို့ပူလို့မို့43က43လို့တန်းကူးခဲ့တာအဲ့တော့ဒီမှာကလည်းကိုထိတ်လို့ဖြစ်တာကိုထိတ်လို့ဖြစ်တဲ့အချိန်မှာနှစ်ရဲ့နောက်က3ရဲ့တပွင့်ကြာငယ်တော့တစ်ပူးလို့ရိုက်ချင်းကြောင့်68ကပြန်ကြပေးရမှာဆိုပြီး68 main over လို့သင်ပေးကြတာဖြစ်တယ်အဲ့တော့ဒီပွဲမှာနက်ဖြန်ငါကိုသူက10ပရိတ်ဖြစ်ဖို့များတယ်လို့ယူဆတာပေါ့ဗျာသူကလည်းဒီမှာ6တက်ကဒီမှာ3ည2 6တက်ကခုံဖို့ရအသွဲဒီမှာ9 8ခွာတယ်9ပရိတ်ပေါင်း30လို့လည်းဖြစ်တယ်9ပရိတ်ခံတယ်ဒီကခွန်ပရိတ်ခုံမှာမို့ဒီမှာအသွန်းက10ပရိတ်လို့တပွင့်ကြီးခံထားတဲ့6တက်က6တက်လို့ခုံတာဖြစ်လို့အဲ့ဒီမှာသူကဒီမှာ98လို့ခွာတယ်ဒီထော့ကော့မှာလည်း98လို့ခွာတယ်ဘူးနဲ့ပေါင်းတော့လဲဘူးလို့ရတယ်ဒီမှာ9ပရိတ်ထောက်တယ်အဲ့ဒီမှာဒီမှာ10ပရိတ်ကဒီမှာ9ပရိတ်လို့တပွင့်ကြီးခံထားတာဖြစ်တဲ့အတွက်10ပရိတ်လို့ဖြစ်နိုင်တယ်လို့ယူဆရလို့အောင်နိုင်မယ်ထင်လို့အောင်လိမ့်မယ်ထင်လို့ဒါတင်ပေးတာဖြစ်ပါတယ်ဒါကတော့ဒီနေရမှာ9ဘူးလို့မကြခဲ့ရင်လည်း9ဘူးကလိုက်ပြီးတော့မွေးထိုးမှာဖြစ်ပါတယ်မိမိတို့နှစ်တရင်လိုက်ကစားပါအားလုံးကံကောင်းကြပါစေ